ဒီမှာပတ်တန်15အနေနဲ့ထူးခြားတယ်ထူးတယ်ထူးဆန်းတယ်ပေါ့လေဆိုတော့ဒီထူးဆိုတဲ့စကားလုံးကိုပတ်တန်ထဲမှာသုံးပြပါမယ်ဆိုတော့ထူးတယ်ဆိုတာကိုမော်လို့သမယံလို့ပြောတယ်သမယံတာရဲ့အကမဆွဲရဲ့ဖြစ်ပါတယ်အဲ့တော့မင်းဆိုတဲ့အတန်ဖြစ်ပါတယ်ဒီစကားလုံးလေးပါဆိုတော့အထိပ္ပယ်ကထူးတယ်လို့အထိပ္ပယ်ရတယ်ဒါဆိုရင်ဒီအကစကားလုံးတွေနဲ့ကျွန်တော်တို့ရှင်းပြီးတော့သုံးကြည့်မယ်လေနော်စဉ်းစားလည်းမထူးတော့ဘူးလို့ပြောချင်ရင် chop လေဟိုတမယံရပုံပြောလဲမထူးတော့ဘူး home လေဟိုတမယံရပုံတင်လည်းမထူးတော့ဘူးအသွန်လေဟိုတမယံရပုံလောက်လဲမထူးတော့ဘူး sorry လောက်လဲမထူးတော့ဘူးဆိုရင် clone လေဟိုတမယံရပုံဆိုတော့ဒီလိုမျိုးသုံးလို့ရတယ်အဲ့တော့မြန်ဒီတမယံကိုမှစာနဲ့အပြည့်စုံရေးရင်တော့တမင်းဒီလိုမျိုးရေးတယ်ဒါပေမဲ့စကားပြောမှာလွယ်ကူအောင်ပြောလို့ရတယ်မင်းတစ်လုံးနဲ့လွယ်ကူအောင်ပြောလို့ရတယ် chop လေးခေမင်းရပုံစဉ်းစားလည်းမထူတော့ဘူး home လေးခေမင်းရပုံပြောလည်းမထူတော့ဘူးပတုံးလေးခေမင်းရပုံတင်လည်းမထူတော့ဘူးကလုံးလေးခေမင်းရပုံလုံးလေးမထူတော့ဘူးဆိုပြီးဒီလိုမျိုးပြောကြပါတယ်နောက်တစ်ခုဒီတမင်းကိုပဲဆိုတော့နှစ်ခုဆက်ပြီးတော့သုံးလိုက်ရင်ဥပမာဒီလိုမျိုးပေါ့ဗျာတမင်းဆိုပြီးတော့ခုဆင့်ပြီးတော့ကျွန်တော်တို့သုံးလိုက်မယ်ဆိုလို့ရှိရင်ထူးခြားအောင်ထူးအောင်ဆိုတော့ပုံစံမျိုးဖြစ်သွားတယ်တမင်းတစ်ခုတည်းကအတွေ့အကြုံပေါ့ဗျာထူးတယ်ပေါ့တမင်းတစ်ခုဆင့်လိုက်ရင်ဒါထူးခြားအောင်ထူးစွာထူးဒီလိုမျိုးဖြစ်သွားပါကိုရီးယားဝိသေကနာဖြစ်သွားတယ်ဆိုတော့ဒီတမင်းကိုမောစာရေးသားဆိုလို့ရှိရင်ဒီလိုမျိုးအသက်ကိုပဲနှစ်ခါဆင့်ရေးလိုက်ရင်ဒါဖြစ်တယ်ဒါအစင်တော့တူတယ်အတူတူပဲနှလုံးနဲ့အတူတူပဲဆိုတော့တမင်းဆိုတဲ့အတန်ဖြစ်မှာပေါ့တမင်းကိုကျွန်တော်တို့စကားပြောရင်လွယ်အောင်မင်းဆိုတော့ပဲပြောလို့ရတယ်အဲ့တော့ဒီစကားကြောင်းဆိုလို့ရှိရင်ထူးအောင်တည်ရင်တုံမင်းတေးထူးတာပေါ့မင်းကွာတာဒီတုံးတယ်နောက်ကလည်းအဲ့လိုပဲထူးအောင်လုပ်ရင်ထူးတာပေါ့ကလုံးမင်းတေးမင်းကွာတာဒီလိုသုံးလို့ရတယ်တဲ့အဲ့ဆိုရှင်ဒီမင်းကိုသုံးရတဲ့ပတ်တန်လေးရမယ်လို့ထင်ပါတယ်ဒီဆက်ဆိုရှင်နဲ့ comment box ထဲမှာမိထားပေးပါဦးနောက်ဗီဒီယိုပြန်ဆက်ချပါမယ်ခင်ဗျ